မှာတော့ဘိုးလေးပါပဲဒီနေ့မှာတော့6 kilo စတီဟိုဘာဆာကူရာမှာလုပ်ရအောင်ရှိပါတယ် okay so let's go guys သွားမယ်ဗောနော်အဲ့တော့ဒီကြည့်ရောက်လေအောင်တော့ဖြတ်ပြီးတော့အတိတ်လုပ်ပေးလိုက်တာပါတော့နေကြပေးနေအောင်နော်တုတ်ခတ်ရတဲ့အကုန်လုံးရဲ့ပေးရဒီနေကြဆိုရဲ့ပေးနာပါနော်ဒီခစ်ပေါက်လေးရဲ့အောက်တော့ဒီကလေးခါလာဝဲအောင်ဆိုတော့ရောအော်အနီယာတော့တော်လေးလုပ်မယ်ခါလာသူ့ကိုဆိုတော့အနဲ့ရောင်အရင်လုပ်မယ်ဟုတ်ကဲ့ hair style သွားပါတော့ hair style ဆိုတော့22ကောနော်22ကဒီကလေးကိုညလေးထားအောင်နော် face ကိုကြတော့face 0ထားမယ်အဲ့ဒီအားလုံးတော့ဒီရတော့နော်โอเคမဲကလေးကိုတော့ကျွန်တော်တို့ဒီလိုပြောနော် Dresser of Alice in Wonderland ဆိုတဲ့ဒီရောက်အဲ့ဒီကိန်းနေဝင်ပါတယ်โอเคအဲ့ပေါင်လေးတော့ပေါင်လေးဟိပေါ်ပြီးချီမှာအဲ့ဒီ let go လို့နော်အဲ့မှာကြီးသွားလိုက်မယ်အဲ့ဒီပြန်ပေးမယ်ဗောနော်ချလိုက်တော့ဟုတ်ပြီပါကြီးမှာနော်โอเคအဲ့ဒီပြန်ပေးမယ်အဲ့ဒီကေရတောင်းဝင်ကြည့်ဝိုင်းနော်ကေရတောင်းဝင်ကြည့်ဝိုင်းဆိုတော့အိမ်ပြောင်းမယ်အဲ့ဒီဝိုင်းရတဲ့နော်ဒီဝိုင်းတော့ဒီတဲဝင်မယ်အဲ့ဒီတော့ဒီချဲရဲ့ဗောနော်ထူရဲ့အောက်ကချဲရဲ့ပေးနာဗောနော်ဒီရှဲလေးရဲ့ဗောနော်ပေးနာလေးရဟာတယ်နော်ဘယ်ရောက်လဲဒီလေးဒါလေးပြန်ထားလိုက်မယ်ဘယ်မှာဒီကြီးမယ်ဗောနော်โอเคကြီးပြီဆိုထိုင်ပါမယ်ဆိုထိုင်ပြီးဒီဟာလေးကိုနေအောင်နော်အပြီးသေးမယ်ဗောနော်ခဏကိုနဲ့တိုက်တဲ့လောက်ထားမယ်အဲ့ဒါရမ်းကြီးနေတယ်ပြန်သေးမှာနော်ခဏလိုလောက်ထားမယ်နော် okay is it okay okay let's go oh my god I am so excited what the fuck oh ka တွေကိုတိုက်ရအောင်အမှန်ကြီးဟိုကောက်တိုက်ရအောင်Okay, what the fuck? Oh yeah. ခုံတော်ကြည့်လိုက်ဘယ်လိုခုံတော်ကြည့်လိုက်ခုံတော်ကြည့်လိုက်အိုးခုံတော်ကြည့်လိုက် brother yo မိုင်းရမလားခုကတစ်နေလုံးလိုက်ကြပါ what the fuck yoဘာမှမဖြစ်ဘူး။ကောက်သွားတယ်ဆွမ်းလိုက်နော်။အေးရရ။ကားနဲ့တော့ပြန်ရှင်ပါဦး။နားလေ။yo what the fuck okay မိုင်းရမလား bro မိုင်းရဆိုလိုက်ရ subscribe လေးလုပ်ခဲ့အောင်နော်မိုင်းရဆိုရင်လိုက်ရ subscribe လေးလုပ်ခဲ့okay ဆိုတော့ပါမယ်ခဏကြုတ်တိုက်ထားလိဗျာokay ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲလေချောင်းကြီးဝက်စင်ငယ်လေးကိုကြိုက်တော့လိုက်ရ subscribe လေးလုပ်ခဲ့ပြီးတော့ဟုတ်လေးစေပါ let's go နောက်ဗီဒီယိုကြောင်းမပြတ်သေးပါနဲ့အောက်မှာကြည့်ကျင်နေပါတော့အကောင်မျိုးသားတွေကိုခုမှမအားရပါ